ခင်ဗျားတို့အခု trade နေတဲ့ဒီ trading ဆိုတဲ့ market ကြီးမှာအနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုကြိုသိနိုင်တယ်လို့ပြောရင်ခင်ဗျားတို့ယုံလားအဲ့တော့ခင်ဗျားတို့ယုံပါတယ်မဟုတ်ပါဘူးဘာလို့လဲဆိုတော့အဲ့နီးလန်တကယ်မရှိဘူးဒါပေမဲ့ကြိုတော့မသိနိုင်ဘူးပေါ့ဗျာဒါပေမဲ့ကြိုတော့ပြင်ဆင်နိုင်တယ်အဲ့ဒီပြင်ဆင်မှုတွေကခင်ဗျားတို့ရဲ့ဒီ psychology တွေ emotion တွေအားလုံးကိုထိန်းချုပ်နိုင်သွားမယ်နောက်ပြီးလို့ရှိရင်ခင်ဗျားတို့ရဲ့အရှုံးနဲ့အမျက်ကိုပါကောင်းကောင်းကင်တွယ်တတ်သွားမယ်အဲ့တော့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ခင်ဗျားတို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုအပ်တယ်ခင်ဗျားတို့ကျွန်တော်ရဲ့ theory အသစ်တစ်ခုနဲ့မိတ်ဆက်ပေးခြင်းတယ်ဆိုတော့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းတာကတော့ကျွန်တော်ကိုယ်တိုင်ဖန်တီးပေါ်ထုတ်ထားတဲ့ဒီ scenario theory ပေါ့နော်အဲ့တော့ scenario ဆိုတော့ဘာကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော် scenario အကြောင်းအရင်မပြောခင်မှာရှေ့အကြောင်းလေးနည်းနည်းပြောခြင်းတယ်ကျွန်တော်တို့ scenario တစ်ခုမလုပ်ခင်မှာကျွန်တော်တို့ market ကို analysis လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ market direction နဲ့ဒီ contact ပေါ့နော်အခြေအနေကိုကျွန်တော်တို့ကမြင်အောင်ကြည့်ရတယ် market contact ကိုမြင်အောင်ကြည့်ရတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ market ကအခုဘာဖြစ်နေရလဲအတိတ်ကဘာဖြစ်ခဲ့တာလဲဆိုတော့ contact ဒါအခြေအနေပေါ့ဘာဖြစ်ခဲ့တာလဲဆိုတော့အခြေအနေကိုမြင်အောင်ကြည့်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိမှာဘာတွေတိဆောက်နေလဲဆိုတာကိုလည်းထပ်ပြီးမြင်အောင်ကြည့်ရတယ်အဲ့ဒါ market structure လို့ခေါ်တယ်ဟုတ်ပြီနော်ဒါကလက်ရှိမှာတိဆောက်နေတဲ့အရာလက်ရှိမှာဖြစ်နေတဲ့အရာတွေကိုကျွန်တော်တို့မြင်အောင်ကြည့်ရတာဒါပေမဲ့ကျွန်တော်အနာဂတ်မှာမဖြစ်သေးတဲ့အရာကိုကျွန်တော်တို့ကကြိုတင်ပြင်ဆင်ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါ analysis လုပ်တဲ့ trader တိုင်းအတွက် trader တိုင်းလုပ်ကြတဲ့လူနီးစနစ်ပဲပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲဒီနီးစနစ်ကတော်တော်များများကပေါ့နော်ဒီအနာဂတ်မှာဖြစ်လာမယ့်အရာတွေအနာဂတ်မှာမဖြစ်သေးတဲ့အရာတွေကိုကျွန်တော်တို့ကကြိုတင်တွက်ဆတဲ့နေရာမှာနီးလန်းကောင်းလေးတစ်ခုကျွန်တော်ဒီနေရာမှာအသစ်ဖော်ထုတ်ထားတယ်ဘာလို့လဲဆိုတော့တော်တော်များများအဲ့ဒီအချက်ကိုမေ့နေကြတယ်မလားအဓိကကျွန်တော်ပြောချင်တာအဲ့ဒီအချက်ကနည်းနည်းအရေးကြီးတယ်ဘာလို့အရေးကြီးရလဲဆိုတော့ကျွန်တော်တို့ကအခုအချိန်မှာအနာဂတ်ကိုဖော်ထုတ်ရမှာကျွန်တော်တို့အနာဂတ်မှာဘာဖြစ်လာမလဲဆိုတဲ့ information တွေကိုကျွန်တော်တို့ရှားမှာအဲ့ဒီ information တွေကအဓိကပေါ့နော်ဒီ information တွေကိုကောင်းကောင်းမသိလို့ဒါ trader တွေတော်တော်များများကဝက်လက်ကြောင်ဘက်တွေဖြစ်နေကြတယ်တနည်းအားဖြင့်psychology emotion တွေဖြစ်နေကြတာပေါ့နော်တော်တော်များများကစိတ်တွေစိုးရိမ်စိတ်တွေတော်တော်များများဖြစ်နေကြတယ်ပေါ့ဒါထားပါတော့ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာအဲ့ဒီစိတ်တွေဖြစ်နေတာကိုမှကျွန်တော်တို့ကအဲ့ဒီကြိုတင်တွက်ဆမှုတွေကြောက်ပဲအဲ့ဒီစိတ်တွေကိုကျွန်တော်တို့ကထိန်းချုပ်လို့ရတယ်တကယ်ပြောတာကျွန်တော်တို့ဥမာဆိုကြပါတော့ကျွန်တော်တို့ဖြစ်လာမယ့်အရာတွေကိုကျွန်တော်တို့ကကြိုသိနေရဆိုလို့ရှိရင်အဲ့ဒီစိတ်တွေကရှိလာမှာမဟုတ်တော့ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုကြိုသိအောင်ဘယ်လိုလုပ်ရမလဲဟုတ်လားအဲ့တော့ကြိုသိအောင်တော့လုပ်လို့တော့မရဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကအတိတ်ကဖြစ်ခဲ့တဲ့ data တွေကို backtest များများလုပ်ပြီးတော့မှဖြစ်လေဖြစ်တာရှိတတ်တဲ့ structure တွေကိုကျွန်တော်တို့က template ဖြစ်ပြန်သုံးပြီးတော့မှပြန်ဆွဲထားလို့ရတယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်တို့က scenario လမ်းကြောင်းလေးတွေပြန်သုံးတယ်ဆိုတော့ဒီ scenario လမ်းကြောင်းဆိုတာကျတော့အနာဂတ်မှာမဖြစ်သေးတဲ့အရာတွေကိုကျွန်တော်တို့ကကြိုတင်တွက်ဆတာဘယ်လမ်းကြောင်းတွေဘယ်လိုသွားမှာလဲဆိုတော့ကျွန်တော်တို့ကကြိုတင်တွက်ဆတာအဲ့တော့ scenario လမ်းကြောင်းမှာအနည်းဆုံး2ကြောင်းကနေ3ကြောင်းထိရှိရမှာဟုတ်ပြီနော်ဟောတနည်းအားဖြင့်ကျွန်တော်ပြောချင်တာ scenario ဆိုတဲ့ဒီလမ်းကြောင်းပေါ်တဲ့နေရာကြတော့ကွာ sorry ကျွန်တော်ပြပြီကျွန်တော်တို့အခုဟိုမြားလေးတွေသုံးရတယ်မြားဆိုတာဟိုပတ်ပေါ့ PATA ပတ်ဆိုတဲ့အဲ့ဒီဟာလေးတွေဒါလေးတွေသုံးရတယ်ဒါမျိုးနော်အဲ့ဒါလေးသုံးရတယ်အဲ့တော့ကျွန်တော်ပြပေးမယ်ခင်ဗျားတို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ scenario လမ်းကြောင်းနဲ့ကျွန်တော်ဘယ်လိုမျိုးအဖြေရှာခဲ့လဲဆိုတော့ကျွန်တော်ခင်ဗျားတို့ပြပေးမယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးကြည့်ကြည့်အောင်အရင်ဆုံးအနေနဲ့ကကျွန်တော်တို့ဒီ weekly daily ပေါ့နော် daily ကကျွန်တော်စလိုက်မယ် daily time frame ရဲ့ structure မှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ daily ရဲ့ trend ဖြစ်တဲ့ဒီအနည်းဆက်ဆုံး lower high ပေါ့နော်ကျွန်တော်အခုဒါ butter free weekly သုံးလာတာဆိုတော့ဟိုဘယ်လိုပြောရမလဲဒီဘက်ကနောက်က data တွေက error ဖြစ်တော့ပါမလားအဲ့တော့ပါမလားဆိုတော့ဒါတွေအရေးလည်းမကြည့်ပါဘူးကျွန်တော်အနီးနား structure မှာပဲကျွန်တော်ရှင်းပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒီက lower high ကို break ဖြစ်တာဆိုတော့ဒါ daily ရဲ့ lower high break ဖြစ်ပြီးတော့ new higher high ဖြစ်တာဆိုတော့အတိတ်ပဲဟုတ်ပြီနော်အဲ့တော့ new higher high ဖြစ်တယ်ဆိုတော့ကျွန်တော် A4 ကိုကျွန်တော်သွားဆင်း A4 ကိုဆေးမယ်ဆိုလို့ရှိရင် A4 structure မှာကျွန်တော် A4 ရဲ့ higher high higher low higher high higher low higher high ဆိုတဲ့ information လေးတွေကျွန်တော်မြင်တွေ့ရမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာ A4 ရဲ့ trend တွေ higher high ဖြစ်တယ်ပြီးလို့ရှိရင်higher low ပြန်ပြီးတော့လာတယ် higher high ဖြစ်တယ်ပြီးလို့ရှိရင် higher low ပြန်ပြီးတော့လာအဲ့တော့ higher high resistance ဖြစ်သွားထိုးတက်သွားတော့မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ဒီ higher low higher high higher low higher high ဟုတ်ပြီနော်အဲ့တော့ဒီ trend မှာကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ impact လည်းပါတယ်ကွာသိလားဒီ impact နဲ့သွားတက်ထားတဲ့ structure မျိုးစားကွာဒါပေမဲ့ကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီ higher လို့ impact တက်ပြီးတော့မှ higher လို့ဖြစ်လာတဲ့ movement တွေဒါတနည်းအားဖြင့်အကြဘက်ကို
အားပါနေဆိုရယ် movement တဖြည်းဖြည်းကျွန်တော်တို့ information ဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီ information ကကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီ input နဲ့တက်ထားတဲ့ information ဒါကြားမယ်လို့တော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့အဓိကပြောချင်တာဒီ information အနေနဲ့ကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲပြန်သုံးမယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဒီ higher လို့အနေနဲ့ပေါ့နော်ဒီဘက်ကကျွန်တော်တို့ lower လို့ဆို support level break ဖြစ်ထားဖို့လိုတယ် lower လို့ support level ဖြစ်မှာ lower high ဖြစ်ပြီးတော့အကျဘက်ကိုပြန်သွားမယ်ဆို information ဒါပေမဲ့ကျွန်တော်တို့ဒီကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ higher လို့ထိုးတက်သွားနေရအဲ့နေရာမှာကျွန်တော်တို့ကဒီone hour မှာတစ်ချက်ကြည့်မယ်ဆိုကျွန်တော်ဒီနေရာနဲ့အဝယ်တစ်ကြောင်းလိုက်ထားတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်ဆိုတော့ဒါ market ရဲ့ content နဲ့ market အခြေအနေကိုကျွန်တော်တို့ဖော်ထုတ်ပြီးသွားပြီအဲ့ဒီနေရာမှာတော့ higher လို့ဖြစ်ပြီးတော့ market ဘာဆက်ဖြစ်လဲဆိုကျွန်တော်ပြပြီ။မကြည့်ဟုတ်ပြီနော်အဲ့တော့ market ဒီမှာ higher လို့ကနေပြီးတော့မှ lower higher လို့ဖြစ်လာတွေ့အဲ့တော့ lower higher လို့ဖြစ်လာတယ် market ကလည်းကျွန်တော်တို့အနည်းဆက်ဆုံးsorry higher လို့ဖြစ်လာဆိုကျွန်တော်အဲ့နေရာမှာကြောက်ကျွန်တော်မှန်းလိုက်တာဘာလို့လဲဆိုတော့ market impact နဲ့တက်လာပြီးတော့မှအဲ့ impact ဝင်းကျင်နဲ့တက်ပြီးတော့မှ higher လို့တွေစုလာတယ်ဆိုလို့ချင်းကျွန်တော်တို့အကြောက်မှန်းလို့ရဒါပေမဲ့ information တော့လိုအပ်တာပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ reversal ပြမယ်လို့ထင်ခဲ့တော့ဒီကောင် lower higher လို့ဖြစ်လာတော့ကျွန်တော်တို့ကဒီပုံစံ structure လေးပြန်ဆွဲလိုက်တယ်ဒီပုံစံ structure လေးပြန်ဆွဲလိုက်တနည်းအားဖြင့်ဒီကောင်ကကျွန်တော်မှားခဲ့ရလဲပါတယ်ကျွန်တော်ဒီမှာ key စုံပါနော် fat touch key စုံဆိုတော့ဒီပုံစံ structure လေးပြန်ဆွဲပြီးတော့ကျွန်တော်အဲ့ key စုံကနေအကြောင်းဘက်ကိုကျွန်တော် follow လိုက်ခဲ့ပြီဒီပုံစံပေါ့ဒီပုံစံကျွန်တော်အကြောင်းဘက်ကို follow လိုက်ခဲ့တယ်အဲ့တော့အကြောင်းဘက်ကို follow လိုက်ခဲ့တဲ့အခါမှာကျွန်တော်ရဲ့အကြောင်း stop loss ကဒီအပေါ်မှာကျွန်တော်ထားထားတယ်ကျွန်တော်ရဲ့ take profit ကဒီရက်လောက်ထိကျွန်တော် follow လိုက်တာဒါရက်ရှုပ်လိုက်အဲ့တော့ကျွန်တော်တို့ဒီမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ပြOkay ကျွန်တော်ရဲ့ entry ကိုထိသွားတွေ့လား entry ကိုထိပြီးတော့မှကျွန်တော်အဲ့မှာနားထားတယ် sorry ကထားပါ entry ကိုထိသွားတယ်ပြီး stop loss ပြန်ထိသွားအဲ့မှာကျွန်တော်နားလိုက်ဘာမှမလုပ်တော့အဓိကဒီနေရာမှာကျွန်တော်တို့ကစိတ်ကိုထိန်းတက်ဖို့ဆိုတာအဲ့ဒီနေရာမှာကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ဒီ entry တစ်ခုပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီ entry တစ်ခုကိုကျွန်တော်တို့က stop loss ထိသွားအဲ့ stop loss ထိသွားတဲ့အချိန်မှာ trader တော်တော်များဟာကြာမှာဆိုပြီးတော့ရုပ်တရက်ကြီးတန်းရောက်ကြတယ်ဒါပေမဲ့ကြာသွားတာမှန်တယ်နော်ကြာသွားတာမှန်ဒါပေမဲ့ကျွန်တော်ပြောတာခင်ဗျားတို့ရဲ့ပတ်လန်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီနေရာမှာခင်ဗျားတို့ဘာမှဆက်မလုပ်နဲ့တော့ကျွန်တော်လည်းဘာမှမလုပ်တော့ကျွန်တော်ထပ်ပြီးတော့ရောင်းဖို့လည်းကျွန်တော်ပတ်စံထက်ရှာဖို့လည်းမလုပ်တော့ဒါပေမဲ့အဲ့ဒီစိတ်ကိုထိန်းမှုဆိုတာအရန်ခက်တယ်သိလားအရန်ခက်တယ်ကျွန်တော်တို့အခုကထက်လှုပ်ချင်တဲ့စိတ်ထပ်ပြီးတော့လိုချင်နေတဲ့စိတ်မျိုးတွေဒါကကျွန်တော်တို့ကြာသွားလို့အရှုံးကိုပြန်လိုချင်တဲ့စိတ်မျိုးတော့မဟုတ်ဘူး structure အကြောက်ပြနေတာတိရဲ့ကြီးနဲ့ကျွန်တော်တို့ကအဲ့ဒါကိုလက်လွတ်မခံချင်တဲ့စိတ်ဖြစ်နေတာအဲ့ဒီစိတ်ဖြစ်သွားတဲ့ခါကျလို့ရှိရင်လေအဲ့လက်လွတ်မခံချင်တဲ့စိတ်ဖြစ်သွားတဲ့ခါကျတော့ကျွန်တော်ပလန်ကိုမကြည့်တော့ကျွန်တော်ရဲ့ပလန်ဒီနေ့ daily plan risk ဘယ်လောက်ယူထားလဲအဲ့ပလန်တွေကြော်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဆက်မထွက်ရဘူးဆိုတာကျွန်တော်တို့ကသိရမယ်ကိုယ့်ရဲ့စီကံကိုလိုက်နာရမယ်ဒါပေမဲ့ဒီနေရာမှာကျတော့ကိုယ့်ရဲ့စီကံကိုဖောက်ဖျက်ဆိုဖြစ်သွားမယ်ကွာသိရမလားကျွန်တော်ရဲ့စီကံကိုကျွန်တော်လိုက်နာခဲ့တယ်ကျွန်တော်ရဲ့ risk ကိုလည်း daily risk ကိုလည်းကျွန်တော်ပေးလိုက်ရတယ်ကျွန်တော်ရဲ့ daily trade setup ကိုလည်းကျွန်တော်ပေးလိုက်ရတာဖြစ်တဲ့အတွက်ကျွန်တော်နားလိုက်တယ်ကျွန်တော်ဘာမှဆက်မလုပ်တော့ information မခိုင်ပါရင်ဘာမှဆက်မလုပ်တော့ information ခိုင်ပါလေခိုင်မာပေးလာလဲကျွန်တော်ဆက်မလုပ်တော့ဒါပေမဲ့အဲ့ဒီစိတ်ကိုထိန်းချောတာရမ်းခက်တယ်အဲ့လိုခတ်ဖို့အတွက်ကျွန်တော်ပြောမယ်အဲ့ဒီစိတ်ကိုထိန်းချုပ်တဲ့နီလန်လေးတစ်ခုပဲရှိကျွန်တော်ပြပြီခင်ဗျားတို့နော်ဒါကခင်ဗျားတို့အတွက်အဆင်ပြေခြင်းမှလည်းပြေမယ်ဒါစမ်းလုပ်ကြည့်ပေါ့နော်စမ်းလုပ်ကြည့်ဆိုတာကျွန်တော်ပြမယ်ကျွန်တော်တို့ဒီလမ်းကြောင်းလေးတွေအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာကြည့်လိုက်ဒီမှာ market ကကျွန်တော်တို့ဒီမှာ higher လို့ lower high ဖြစ်လာဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးဆွဲရမယ့် market စောနာကျွန်တော်ပြထားနေတာဒီနေရာလေးနော်အဲ့ဒီကနေကျွန်တော်တို့ကဒီနေရာလေးကနေပြဖြစ်တဲ့ market ဖြစ်နိုင်ခြေလမ်းကြောင်း၃မျိုးကိုကျွန်တော်တို့ကဆွဲထားရတယ်ကြိုတင်ဆွဲထားတာပေါ့နော်အဲ့တော့ဖြစ်နိုင်ခြေလမ်းကြောင်း၃မျိုးကိုဆွဲထားတယ်ပြီးတော့ entry လဲကျွန်တော်တို့က limit လဲကြိုတင်ထားရထားပါတော့ limit ကြိုတင်ထားပြီးတော့မှကျွန်တော်တို့ကအဲ့နေရာမှာဘာဆက်ဖြစ်လဲဆိုတော့ပထမတစ်ချောင်းအနေနဲ့ကျွန်တော်တို့ရဲ့ order ကိုထိမယ်ထိပြီးတော့ပြန်ကျသွားမယ်ဒီလောက်ထိဟုတ်ပြီနော်ဒါကကျွန်တော်တို့ပထမတစ်ချောင်းဟုတ်ပြီနော်ဒါပေမဲ့နောက်တစ်ချောင်းကကြတော့ကျွန်တော်တို့ရဲ့ဒီကောင်ဒီ market ဒီ higher လို့ဖြစ်ပြီးတော့ဒီ higher လို့ဆိုတဲ့ level မှာရှိနေတာဖြစ်တဲ့အတွက် market ဒီ higher လို့ဒီကနေပြီးတော့ပဲထပ်တက်သွားနိုင်ချေဒါဒုတိယတစ်ချောင်းဒါကျွန်တော်တို့ stop loss ထိနိုင်ချေပေါ့ဗျာ higher လို့ higher high ဆိုပြီးတော့ထပ်တက်သွားနိုင်တဲ့အခြေအနေပေါ့ဟုတ်ပြီနော်အဲ့တော့ဒါကျွန်တော်တို့ scenario လမ်းကြောင်းနှစ်ကြောင်းရဒီပုံစံနော်ဒီလမ်းကြောင်းနှစ်ကြောင်းကိုကျွန်တော်တို့ကဆွဲထားလိုက်တခါတည်းကျွန်တော်တို့ကြိုတင်ဆွဲထားလိုက်နော်မဟုတ်တော့ကျွန်တော်ပြပြမယ်ခင်ဗျားတို့တချို့ကျွန်တော်တို့ professional trader တွေဒါမှမဟုတ်ပါကျွန်တော်အတွေ့အကြုံရင်းလာတဲ့ trader တွေဆိုလို့ရှိရင်ဒီလမ်းကြောင်းတွေမတုံးကြဘူးဘာလို့လဲဆိုတော့သူတို့ကကြိုသိတယ်ဆိုတာသူတို့အတွေ့အကြုံတွေအများများလာတော့ဒီလမ်းကြောင်းတွေသူတို့ဟိုသုံးစရာမလိုတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ကွာအဲ့တော့ beginner trader တွေကအဲ့လိုကြီးသွားကြည့်လိုက်တဲ့အခါသူတို့ရဲ့ information တွေသူတို့ရဲ့ chat တွေသူတို့ရဲ့ video တွေသွားကြည့်လိုက်တဲ့အခါကျတော့ဟောသူတို့တွေကဒီလိုတွေမတုံးတာလဲမတွေ့ရောသူတို့ကဘယ်လိုဖြစ်လဲဆိုတော့ဒီနေရာမှာပေါ့နော်အဲ့ဒါကိုအရေးမကြီးလို့ထင်ကြဒါပေမဲ့တကယ်တော့မဟုတ်အဲ့ဒါအရေးကြီးတယ်ဒါ trader တွေတော်တော်များများကဒီလမ်းကြောင်းတွေကိုသိထားဖို့လိုတယ်ဘာလို့လဲဆိုတော့
အဲ့ဒါကကျွန်တော် template လို့ခေါ်တယ် template ဆိုတာကျွန်တော်တို့အတိတ်မှာသူတို့က budget တွေများများလုပ်ပြီးတော့မှအဲ့ဒီ budget ကနေရလာတဲ့ result တွေဖြစ်သွားခဲ့တဲ့ market data တွေဥပမာဆိုကြပါတော့ဗျကျွန်တော်တို့ဒီနာ data လေးကိုကျွန်တော် budget လုပ်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ correction ဖြစ်ပြီးတော့မှပြန်ပြီးတော့ impact နဲ့တက်သွားတဲ့ movement မျိုးအဲ့ဒီ movement မျိုးကိုသူတို့ကအဲ့ data တွေကိုပြန်စုပြီးတော့ဒီနေရာမှာ template အနေနဲ့ပြန်လာသုံးတာဖြစ်နိုင်ရရှိရဲ့ market လမ်းကြောင်းတွေကိုသူတို့စုထားပြီးတော့မှ template အနေနဲ့ပြန်လာသုံးတာအဲ့တော့ခင်ဗျားတို့ဒီလမ်းကြောင်းတွေကိုသုံးတက်ဖို့အတွက်ဆိုလို့ရှိရင်ဒီတိုင်းခင်ဗျားတို့မြင်းနေပါသွားဆွဲလို့တော့မရဘူးเนาะအဲ့တိုင်းခင်ဗျားတို့မြင်ရလျှောက်ဆွဲလို့မရဘူး template လိုအပ်တယ်အဲ့ template ကခင်ဗျား budget များများလုပ်ဖို့လိုအပ်တယ်အဲ့ကြောင့် trader တော်တော်များ budget လုပ်ပါလို့ပြောတာအလကားမဟုတ်သဘောပေါက်လားအဲ့တော့ရှင်းမှာကျွန်တော် budget လုပ်တဲ့အကြောင်းအရာတွေလည်းကျွန်တော်ထပ်ပြီးတော့တင်ပေးဦးမယ်ပြီးတော့ trader တွေဘယ်လိုလေ့ကျင့်သင့်လဲဆိုတဲ့အကြောင်းအရာတွေလည်းကျွန်တော်ထပ်ပြီးတော့တင်ပေးဦးမှာဖြစ်တယ်ဒီအပိုင်းမတင်ဖြစ်တာတော့ကျွန်တော်တောင်းပန်နေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းဒီအပိုင်းအရန်အလုပ်တွေရှုပ်နေရတယ်အဲ့တော့ကျွန်တော်အခုလက်ရှိဖြစ်နေရလေးကျွန်တော်နည်းနည်းကြည့်အောင်ဆိုတော့ကျွန်တော်အခုလက်ရှိဖြစ်သွားနိုင်တဲ့လမ်းကြောင်းဒီနှစ်ကြောင်းပေါ်လာတယ်နော်နှစ်ကြောင်းပေါ်လာတယ်ဆိုတာဒီမှာတစ်ခါတည်းဒီကောင်ဒီ market ဒီ trend ဒီ higher လို့ဖြစ်နေတာဖြစ်တဲ့ကြောင့်ဒီ previous က resistance ကိုပဲတမ်းပြီးဖောက်ထွက်သွားနိုင်ခြေလမ်းကြောင်းတစ်ခုရှိတယ်ကျသွားနိုင်ခြေလမ်းကြောင်းတစ်ခုလည်းရှိတယ်ဟုတ်ပြီနော်ကျသွားနိုင်ခြေဆိုတာအဲ့ဒီအခုဒီတက်သွားနိုင်တဲ့လမ်းကြောင်းကဒါတစ်ကြောင်းပဲရှိတယ်တစ်ခါတည်းတက်ပြီးတော့တစ်ခါတည်းဖောက်ပြီးတက်သွားနိုင်တဲ့လမ်းကြောင်းတစ်ကြောင်းပဲရှိတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒါအခုလက်ရှိဖြစ်နေတဲ့ market ကိုပဲကြည့်ပြီးပြောရအောင်နော်သူကသူဘာဖြစ်ဖြစ်ကျွန်တော် view size ရမလို့အခုလက်ရှိဖြစ်နေတဲ့ market ကတက်သွားနိုင်ခြေလမ်းကြောင်းတစ်ခုပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အခုလက်ရှိကျသွားနိုင်ခြေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ support ကိုဖောက်သွားနိုင်တယ်ဒါမှမဟုတ်လေဒီနားလောက်ကနေပြန်တက်သွားနိုင်တယ်နော်တနည်းအားဖြင့် higher လို့ဒီမပြီးသေးဘဲနဲ့နောက်ထပ် correction pattern နဲ့ဒီလိုပုံစံပြန်ဖြစ်ပြီးတော့ပြန်တက်သွားနိုင်တယ်အဲ့တော့လမ်းကြောင်း၃ကြောင်းဖြစ်သွားပြီအဲ့တော့အဲ့လမ်းကြောင်း၃ကြောင်းတွေကိုကျွန်တော်တို့က structure ဆွဲလိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့မှာ entry point တွေကိုကျွန်တော်တို့ကကြိုတင်ခံမှန်းထားလို့ရတယ်တနည်းအားဖြင့်ကျွန်တော်တို့ဘယ်နေရာမှာဝင်ရမလဲဆိုတော့ကျွန်တော်တို့သိသွားမယ်သဘောပေါက်လားအဲ့ဒီဝင်ရမယ့်နေရာကိုကျွန်တော်တို့သိသွားတဲ့တပြိုင်နက်အဲ့မှာ emotion ကတော်တော်လေးကိုပါသွားပြီကျွန်တော်တို့ emotion တွေနည်းသွားမယ်ကွာသိလားကျွန်တော်တို့ရဲ့စိုးရိမ်စိတ်တွေ emotion တွေအရင်နည်းသွားပြီဘာလို့လဲဆိုတော့တော်တော်များများကျွန်တော်ဘယ်နေရာမှာဝင်ရမလဲဆိုတဲ့ information သူတို့မသိကြဘူးဘယ်နေရာမှာဝင်ရမလဲဆိုတဲ့ information ကိုမသိလေသူတို့ကအကြောင်ပြောက်လေပဲသဘောပေါက်လားဒါပေမဲ့ budget များလောက်ပါများလာရင်တော့သိလာမယ်ဒါပေမဲ့မလုပ်ဘူးဆိုလို့ရှိရင်တော့မသိဘူးပေါ့နော်ခုဒီလမ်းကြောင်းတွေပေါ်တက်ဖို့ကလည်းခင်ဗျာ budget လုံးမှာပဲရပါခင်ဗျာ budget မလုပ်ဘူးရင်မရဘူးအဲ့တော်တော်များများ budget လုပ်ဖို့ဆိုလို့ရှိရင်အားနေကြတယ် budget လုပ်ပြီးဘာရမှာလဲလို့ထင်ကြတယ်မဟုတ် budget လုပ်အဲ့လို template လေးတွေရတယ်သဘောပေါက်လားအဲ့တော့ကျွန်တော်ကဒီနေရာမှာအဲ့ budget လုပ်ခြင်းရဲ့ရလတ် result ကိုကျွန်တော်ကဒီနေရာမှာရှင်းရှင်းလင်းလင်းဖော်ပြပေးလိုက်တာအဲ့တော့အဓိက entry point အနေနဲ့ကတော့ခင်ဗျားတို့ဒီနေရာမှာ entry point တစ်ပွားရအောင်ကျွန်တော်တို့ဒီကနေရောင်းဖို့အတွက် entry reason ရမယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ချက်အနေနဲ့ကကြတော့ဒီနေရာမှာကျွန်တော်တို့ entry reason တစ်ချောင်းရမယ်ဒီနေ့အပြင်အဲ့ဒီ entry point လေးတွေကျွန်တော်ဘယ်နားမှာဝင်ရမလဲဆိုတော့ entry point ဟုတ်ပြီနော်ဘယ်နားမှာကျွန်တော်တို့အချောင်းဝယ်လုံးသိမ့်လဲဆိုတဲ့နေရာလေးတွေအဲ့တော့ market ကအဲ့ဒီနေရာလေးတွေကိုရောက်သွားတယ်ကျွန်တော်တို့က information ကိုရှာရတယ်ဟုတ်ပြီနော်အခုလက်ရှိကျွန်တော်ရဲ့ information ရပြောမယ်ဆိုရင် market ဒီ pattern နဲ့ market ဒီအကျဘက်ကိုကျသွားနိုင်တဲ့ information ဖြစ်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်က limit တင်ပြီးတန်းရောက်ခဲ့တာတကယ်လို့အဲ့လို pattern မျိုးသာမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ဒီ3 dash မှာlimit တင်ပြီးတန်းရောက်မှာမဟုတ်ဘူးrubber the information ကျွန်တော်စောက်ပြီးတော့မှရောင်းဖို့ရှိရပေါ့နော် rubber the information မဖြစ်ရင်တော့ကျွန်တော်မရောင်းဒီလိုပုံစံမျိုးပေါ့ကွာဒီနေရာမှာကျွန်တော်တို့အဓိကကိုနေရာသိသွားတယ်ကွာသိလားကိုဘယ်နေရာမှာဝင်ရမလဲဆိုတဲ့ information ကိုသိသွားတယ်အဲ့ဒီ information သိသွားပြီဆိုလို့ရှိရင်ကိုဘာကြောင့်ဝင်ရမလဲဆိုတဲ့ information ကိုထပ်သိအောင်လုပ်ရမယ်ဒါပဲဟုတ်ပြီနော်အဲ့တော့ကိုကအဲ့နေရာမှာဝင်လိုက်တယ်ဒါ rule တိုင်းကျွန်တော်တို့ဝင်လိုက်တာဒီ pattern correction ပုံစံဖြစ်လာတယ်ဒါကြောင့်ကျွန်တော် rule တိုင်းဝင်လိုက်တယ်အဲ့တော့ pattern ရဖြစ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာရောင်းတယ်မကြသွားဘူးတက်သွားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်လက်ခံလိုက်ဟုတ်လားဘာလို့လဲဆိုတော့တော်တော်များများအဲ့နေရာမှာသွားပြီဟာဟေ့မင်းတို့ pattern ကြီးကမှန်လဲမမှန်ဘူးဘာဖြစ်တဲ့ညာဖြစ်လဲ no ကျွန်တော်စင်ကြင်မပေးဘူးကျွန်တော်အဲ့ဒါကြီးနဲ့ပတ်သက်ပြီး complain လည်းမတက်ဘူးမှန်စရာမလိုအဓိကကျွန်တော် budget တွေအများကြီးကျွန်တော်လုပ်ထားတယ်မှန်တာမမှန်တာအရေးမကြီးဘူးကိုဝင်လိုက်တဲ့ rule မှန်ဖို့ပဲလိုတယ်ကိုစီကန်းတကြဝင်လိုက်ဖို့ပဲလိုတယ်ကိုရဲ့ risk နဲ့ကိုဝင်တယ်အဓိကကိုလုံနေတဲ့လောက်ရက်ကွာကိုလုံနေတဲ့လောက်ရက်မှန်ဖို့လိုတယ်အဲ့ဒီ market ထဲမှာဖြစ်နေတဲ့ဟာတွေမှားတာတွေပါဒီမဆိုင်နဲ့ကိုလုံနေတဲ့လောက်ရက်မှန်နေသူ၍ဘသူတွေဘလောက်မှာကိုဘာမှဖြစ်ဘူးတော့ပေါ့လားကိုလဲမကြတော့အဓိကလူတွေတော်တော်များအဲ့မှာသူများပဲဖြစ်နေတာကိုအပြစ်တင်ရမယ်စားအခြားလူတွေကိုပဲတော်တော်ပြီးအပြစ်တင်ကြအဲ့လိုမျိုးအဓိကခင်ဗျားတို့ကျွန်တော်ပြောမယ်ကိုအပြစ်တင်ပါလို့လည်းမပြောလို့ဒါပေမဲ့ကိုအပြစ်ကိုတော့ကိုသိအောင်လုပ်ကိုအပြစ်ကိုသိအောင်လုပ်ဆိုခင်ဗျားတို့ကျွန်တော်ဒီညမှာစော်ကားပြောဆိုတာမဟုတ်ခင်ဗျားတို့ကိုအပြစ်ကိုသိမှခင်ဗျားတို့ကိုသင်ခန်းစာယူတတ်မှာကိုအမားကိုသင်ခန်းစာယူတတ်မှာဘာလို့ဆိုတော့ခင်ဗျားတို့လုံနေတဲ့အလုပ်ဘယ်လုံးမဆိုကွာသိလားအမားကပဲသင်ခန်းစာပေးတာခင်ဗျားတို့ရဲ့အမားကပဲသင်ခန်းစာပေးတာခင်ဗျားတို့ဘယ်သူမှလာပြီးသင်ခန်းစာပေးတာမဟုတ်ခင်ဗျားတို့ရဲ့အမားတွေခင်ဗျားတို့ရဲ့အခက်အခဲတွေကပဲသင်ခန်းစာလာပေးတာအဲ့တော့အဲ့ဒီသင်ခန်းစာကိုခင်ဗျားတို့ပြန်သိအောင်လုပ်ရမှာတော်တော်များများအဲ့ဒီသင်ခန်းစာကိုသိအောင်မလုပ်သူများပဲအပြစ်ပုံချနေမှာတော့ခင်ဗျားတို့ဘယ်လိုလုပ်အဲ့ဒီသင်ခန်းစာရလာမှာလဲဟုတ်ပြီနော်ကျွန်တော်နည်းနည်းလေးစကားဖြတ်ပြီးတော့နည်းနည်းထည့်ပြောလိုက်တာခင်ဗျားတို့မြင်အောင်လို့အဲ့တော့ဟုတ်ပြီကျွန်တော်ထပ်ကြည့်အောင်ဒီ
ဒီလမ်းကြောင်းလေးကျွန်တော်ပေါ်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့မြင်တွေ့ရမှာဒီကနေ entry point တစ် point ကျွန်တော်ဒီမှာလဲ information ပေးမှကျွန်တော်တို့ကအဝယ်ဘက်ကိုလိုက်မယ်မပေးရင်မဝယ်ဘူးဒါပဲဟုတ်ပြီနော်အဲ့တော့ market structure ရကျွန်တော်တို့လမ်းကြောင်းတိုင်းသွားလာမသွားခဲ့ဘူးဆိုရင်ကျွန်တော်တို့ပြန်ပြင်ဆင်ရမယ်ဒါမျိုးပြောတာပြန်ပြင်ဆင်ရမယ်ကျွန်တော်တို့လမ်းကြောင်းတိုင်းအတိအကျသွားစရာမလိုဘူးနော်သွားမှလည်းဟုတ်ချင်မှဟုတ်မယ်သွားစရာလည်းမလိုအဓိကကျွန်တော်တို့ကဒီကောင်ထိန်းချုပ်ဖို့အတွက်မဟုတ် market ကိုထိန်းချုပ်ဖို့အတွက်မဟုတ်ကျွန်တော်တို့ထောင်ချောက်ထဲကိုဒီကောင်ရောက်လာလားမရောက်လာလားဆိုတော့ကျွန်တော်ကကြည့်ဖို့အတွက်ပဲမရောက်လာဘူးဆိုရင်နောက်ထောင်ချောက်အသစ်တစ်ခုကိုကျွန်တော်ဖန်ပြရမှာဒါပဲဘာမှအဲ့လောက်ကြီးရှုပ်ပေးစရာမလိုဟုတ်ပြီနော်အဲ့တော့ကြည့်အောင်ဟုတ်ပြီကျွန်တော်လမ်းကြောင်းတိုင်းလုံးဝမသွားလာဘူးမကြည့်ဘလို့မသွားလဲဆိုလို့ရှိရင်တခြားစီဟုတ်နော်ဟောတွေ့လားမကြည့်တခြားစီပဲဆိုတော့ကျွန်တော်ဖန်တီးထားတဲ့လမ်းကြောင်း၃ကြောင်းတိုင်းမသွားဘူးအဲ့တော့အဲ့ဒီနေရာမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ပထမတစ်ကြောင်းအနေနဲ့ higher လောက်နဲ့ high ပြန်တက်သွားမယ်ဆိုပြီးတော့ဒီ previous က resistance ကိုဖောက်လာမဖောက်ပါဘူးဖောက်သွားတယ်တော့shadow လေးနဲ့ဖောက်သွားတယ်အဲ့ဆိုလို့ရှိရင်တော့ဒီလမ်းကြောင်းတစ်ကြောင်းတိုင်းသွားတယ် higher လောက်ကနေ high ပြန်တက်သွားတယ်လမ်းကြောင်းလို့ပြောရဆိုရင်တော့မှန်တယ်ပေါ့နော်လမ်းကြောင်းတစ်ကြောင်းမှန်သွားတယ်ပေါ့နော်အဲ့တော့လမ်းကြောင်းတစ်ကြောင်းမှန်သွားတယ်အဲ့တော့ကျွန်တော် stop loss လည်းထိသွားတယ် stop loss ထိသွားတယ်ကျွန်တော်နားသွားပြီဘာမှမလုပ်တော့ဘာမှကျွန်တော်ဆက်ပြီးမထွေးတော့ဘူးအဲ့တော့ဘာဆက်မထွေးတော့ဘူးဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒါဘယ်လိုဖြတ်ဒီနေရာမှာကျွန်တော်တို့တစ်ချက်ပြန်ကြည့်ဒီနေရာလေးမှာကျွန်တော်တို့ဒီ previous က higher low ဆိုရင် support level break ဖြစ်သွားတာကျွန်တော်မြင်တွေ့ရမယ်အဲ့တော့ဒီမှာကျွန်တော်တို့ new higher high resistance level ဖြစ်သွားတာကိုကျွန်တော်မြင်တွေ့ရမယ်ဟုတ်ပြီနော်အဲ့တော့ market တွေဒီမှာ lower low ဖြစ်သွားတယ်ဟုတ်ပြီဒါ trend chain ပြီလို့ကျွန်တော်ယူဆလို့ရတဲ့အရာမျိုးအဲ့တော့ trend chain ပြီလို့ယူဆရတဲ့အရာမျိုးမှာကျွန်တော်တို့ကဒီနေရာမှာ trend chain ထားတဲ့ information ဖြစ်နေတယ် trend chain ထားတဲ့ information ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးတော့မသိငါစရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ market က trend chain ပြီးတယ် trend chain နောက်မှာကျွန်တော်တို့ဖြစ်စေခြင်းနဲ့အဓိပ္ပာယ်တစ်ခုရှိတယ်နော်ဖြစ်စေခြင်းနဲ့အဓိပ္ပာယ်ကကြတော့ market trend chain ပြီးသွားပြီဆိုလို့ရှိရင် lower low ကနေ lower high ကိုနော်ခဏဒီပုံစံ correction pattern နဲ့ပြန်တက်တာမျိုးဖြစ်နေရပါဟုတ်ပြီနော်အဲ့ correction pattern နဲ့ပြန်တက်မှသာကျွန်တော်တို့က trend chain တယ်လို့ယူဆပြီးတော့ကျွန်တော်တို့အဲ့ကနေအကြောင်းဘက်ကို follow လိုက်တာအကြောင်းဘက်ကိုဒီပုံစံတိုင်း follow လိုက်ကြတာအဲ့တော့အဲ့ land တိုင်းသွားလာကြည့်အောင်တွေ့လားတက်သွားတယ်ဟောဆက်သွားလို့မရတော့ပြထားပါတော့အဲ့တော့ကျွန်တော်တို့အဲ့နေရာမှာကျွန်တော်တစ်ချက်ကြည့်ပဲ market ဖြစ်သွားတဲ့အဓိပ္ပာယ်ကိုကျွန်တော်နည်းနည်းပြပါမယ် market ဖြစ်သွားတဲ့အဓိပ္ပာယ်ကလေဒီနေရာမှာဒီ trend ကိုချိန်ထားတယ် trend ကိုချိန်ထားဆိုရင်ဒီဘက်က support level ကိုတော့အပီပြင်မဖောက်ထွက်သေးဘူးဒါပေမဲ့ trend ချိန်ထားတဲ့ information ကြောင့် market ကအချဘက်ကိုသွားလာနိုင်တယ်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်လမ်းကြောင်းတစ်ခုကျွန်တော်တို့ကဖန်တီးဖို့ရှိသွားပြီနောက်ထပ်လမ်းကြောင်းဆိုတာကျွန်တော် market ဒီအခုလက်ရှိအချဘက်ကိုသွားလာနိုင်တဲ့ information ဒါကတော့ trend ချိန်ပြီးတော့ lower low ဆိုတဲ့အချဘက်ကိုသွားလာနိုင်တဲ့ information နောက်တစ်ခုရှိပြီအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အခုကြည့်နေတဲ့ trade မှာနော် impact ပါနေတာကိုမြင်တွေ့ရဟုတ်တယ်နော် impact ပါနေတာမြင်တွေ့ရဖြစ်တဲ့အတွက်ဒီကောင်ဒီ A4 ရဲ့ correction ကြီးဖြစ်သွားနိုင်တယ်ဒါမှမဟုတ် daily ရဲ့ correction ပေါ့နော် A4 သို့မဟုတ် daily ပေါ့ဒီ correction ကြီးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့နေရာမှာကြည့်မယ်ဆိုလို့ရှိရင် correction တစ်ခုထပ်ဆွဲရ correction တစ်ခုဆိုတာ market ကအနည်းငယ်ဒီလောက်ထိတက်ပြီးတော့မှဒီလိုမျိုး correction pattern ဖြစ်မယ်ပြီးတော့ပြန်တက်မယ်ဒီပုံစံဒါကကျွန်တော်နောက်ထပ်လမ်းကြောင်းတစ်ကြောင်းထပ်ပြီးတော့ရသွားမယ်အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့တစ်ခါတည်းဓာတ်ရိုက်ထိုးတက်သွားမယ်ဒီပုံစံကျွန်တော်လမ်းကြောင်း၃ကြောင်းရသွားပြီအဲ့တော့လမ်းကြောင်း၃ကြောင်းရသွားပြီဆိုတော့ကျွန်တော်တို့ကဒီနေရာမှာတစ်ချက်ကြည့်ပါဘာလို့လဲဆိုတော့ market lower လို့ကျတော့ဒီနေရာကနေ lower လို့တန်းကြမှာကြမှာဆိုဒီကနေ lower လို့တန်းကြမကြောက်ဆိုလို့ရှိရင်ပေါ်လေးနည်းနည်းတက်မယ်တက်ပြီးတော့မှ higher လို့ပြန်ကြမယ်ပြီးတော့မှပြန်တက်မယ်တစ်ခါတည်းတန်းတက်သွားတဲ့လမ်းကြောင်းတနည်းအားဖြင့်ကျွန်တော်ပြပေးမယ် market ဖြစ်နိုင်တဲ့လမ်းကြောင်းဒီ higher ဒီ trend ကိုချိန်ထားတဲ့ရည်ရွယ်ချက်ကြောင့် lower high ဖြစ်ပြီးတော့ lower လို့ကျသွားပါဒါကပထမလမ်းကြောင်းတစ်ခုဟုတ်ပြီနော် lower high ဖြစ်ပြီး lower လို့ကျသွားမယ်လမ်းကြောင်းတစ်ခုဒုတိယလမ်းကြောင်းတစ်ခုကကျွန်တော်တို့ဒီအတက်ဘက်ကိုသွားနိုင်ခြေလမ်းကြောင်းတစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ trend အောင်တော့ချိန်ထားရဆိုပေမဲ့ဒီကောင်ကျလာတဲ့ lower low ဒီ lower low မဟုတ်တော့ပဲ daily ရဲ့ higher low လည်းဖြစ်သွားနိုင်တယ်သိရမလား lower low မဟုတ်ပဲ lower low မဟုတ်နော် A4 ရဲ့ trend ကိုဒီမှာချိန်ထားတယ်ဒါပေမဲ့သူက lower low မဟုတ်ပဲနဲ့ daily ရဲ့ higher low ဖြစ်ပြီးတော့အတက်ဘက်ကိုပြန်တက်သွားနိုင်တယ်အဲ့တော့အတက်ဘက်ကိုပြန်တက်သွားနေတာဖြစ်တဲ့အတွက်အတက်ဘက်ကိုတက်သွားတဲ့နေရာမှာဓာတ်ရိုက်ထိုးတက်သွားမှာလားဒါမှမဟုတ်ဒီလိုမျိုး correction ပုံစံပြန်ကျပြီးတော့ထိုးတက်သွားမှာလားအဲ့လမ်းကြောင်းနှစ်ကြောင်းနဲ့သူကတက်ဖို့ရှိသွားမယ်အဲ့တော့အဲ့လမ်းကြောင်းနှစ်ကြောင်းနဲ့တက်ဖို့ရှိသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာ information ရှိသွားပြီအဲ့ information တွေကဘာလဲဆိုတော့ကျွန်တော်တို့အခုလက်ရှိ point အနေနဲ့ပေါ့နော် anti reason အနေနဲ့ကျွန်တော်တို့ရှားမဲ့ point တစ်ခုကျွန်တော်တွေ့သွားမယ်အဲ့တော့ဘယ်နေရာမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားမှာဒါ market ကိုကျွန်တော်တို့ပြန်ရောင်းမဲ့ပုံစံ lower high ဖြစ်ပြီးတော့ပြန်ကျသွားနေတာဖြစ်တဲ့အတွက်ဒီနေရာနေကျွန်တော်တို့ပြန်ရောင်းမယ်ပြီးတော့ဒီ level ကနေကျွန်တော်တို့အဝယ်ဘက်ကိုလိုက်ရမယ် information ဒီနေရာမှာကျွန်တော် entry point ပေါ့ကွာဝယ်ရမယ်ရောင်းရမယ်လို့တော့မဟုတ်ဘူးဒီနေရာမှာကျွန်တော် entry reason လေးတွေရှာဖို့အတွက်နေရာတစ်ခုကိုကျွန်တော်သတ်မှတ်လိုက်တယ်နေရာတစ်ခုသတ်မှတ်လိုက်တဲ့အခါကျလို့ရှိရင်အဲ့နေရာမှာ reason ပေးဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ဒီ point ကလည်းကျွန်တော်တို့ဒါသိဖို့လိုရတယ်နော်ဒီ point ကလည်းဆိုတာကျွန်တော်တို့ဒီမှာကြည့် A4 time frame မှာကျွန်တော်တို့ဒီ fact can တွေကိုကျွန်တော်သတ်မှတ်တာဒီဘက်ကကျွန်တော်တို့ဒီ fact can တွေပေါ့နော်
ခင်ဗျားတို့အနေနဲ့ကြည့်မယ်ဆို order block ပေါ့ဟုတ်လားကျွန်တော်ကတော့ဒီ fat candle လို့ပဲခေါ်တာပဲဒါဘလူးခေါ်ပါထားပါအဲ့တော့အဲ့ဒီ fat candle နဲ့ကျွန်တော်တို့သတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင် market ကအဲ့ဒီလမ်းကြောင်းတိုင်းသွားမှာလားကြည့်ကြည့်အောင်မသွားလို့မရတော့ဘူးနော်ကျွန်တော်ဒီအပေါ် trading view မှာပဲကျွန်တော်ပြန်ပြပြီ trading view မှာဒီမှာကြည့်ကြည့်လိုက် okay read that ဒီပြန်ခံလာโอเคဒါတော့ကျွန်တော်ရောင်းခဲ့တဲ့ trade နဲ့ဝယ်ခဲ့တဲ့ trade နှစ်ကြောင်းလုံးမြတ်သွားတဲ့ပုံစံပေါ့နော်ဆိုတော့ဒီ trade setup ကိုကျွန်တော်ကကြည့်မယ်ဆိုလို့ရှိရင်ဘာကြောင့်ကျွန်တော်တို့အရောင်းဝယ်လုပ်ခဲ့ရလဲဆိုရှင်းပြမယ်ကျွန်တော်စောနာပြောခဲ့တယ် market information ရပါတော့သူဒီကနေပြီးတော့မှ lower high ကနေ lower လို့ကျသွားနိုင်တဲ့ information ကျွန်တော်တို့ဒီနားကနေကျသွားနိုင်တဲ့ information တွေတစ်ချက်ပြထားတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အတွက် information ပေးဖို့လိုရလားဆိုမပေးဘူးမပေးဘဲနဲ့ market တက်သွားတယ် higher high higher low higher high ဆိုပြီးတက်သွားတယ် higher high ဆိုပြီးတက်သွားတဲ့နေရာမှာကျွန်တော်တို့လိုချင်တဲ့ရောင်းရမယ်ဆိုတဲ့ entry point နော်ရောင်းရမယ်ဆိုတဲ့ entry reason point နေရာမှာဒီမှာကျွန်တော်တို့ရောင်းရမယ်ဆိုတဲ့ point ရဲ့ဒီနားမှာနော်ကျွန်တော်တို့ဒီ fat can နဲ့ fat can နဲ့မှာကျွန်တော်ဝယ်ရမယ်ဆိုတဲ့ point ကိုကျွန်တော်တို့စောင့်ထားတယ်အဲ့ဝယ်ရမယ်ဆိုတဲ့ရောင်းရမယ်ဆိုတဲ့ point မှာဒီကနေကျွန်တော်တို့ရောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနည်းဆုံးဒီနေရာမှာအဝယ် information လေးရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုးအောက်ထိလိုက်လို့မရဘူးကျွန်တော်တို့ဒီလောက်ကဒီလောက်ထိပဲကျွန်တော်တို့ကလိုက်ရအောင်ဟုတ်ပြီနော်ဒီလောက်ထိပဲကျွန်တော်လိုက်ရပါဒါပေမဲ့ဒီလောက်ထိလိုက်ရတယ်ဆိုတော့ information တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော် market ကတက်သွားတယ်ဒီနေရာမှာကျွန်တော်တို့ rubber sale လာပြတွေ့လားကျွန်တော်အခုပြထားတဲ့ဒီ2 point မှာ rubber sale လာပြအဲ့ rubber sale ပြတဲ့နေရာကိုကျွန်တော်တို့ daily ကပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီပုံစံမင်းရှုပ်မှာဆိုလို့နော်ဒီမှာကြည့် daily ကပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ daily ရဲ့ဒီ height ဆိုတဲ့ level မှာကျွန်တော်တို့ဒီမှာ candle body အပိတ်ကို body နဲ့ပြန်ပြီးတော့ဖောက်ထွက်ထားတာကိုမြင်တွေ့ရမယ်အဲ့တော့အဲ့ဒီ information ကြောင့်ကျွန်တော်တို့ကဒီအောက်က point ကနေဝယ်ရတော့မယ်ဆိုတဲ့ information ဖြစ်သွားကြအောင်ကျွန်တော်အဲ့မှာတခါတည်းအဝယ်တင်ထားလိုက်တယ်ကျွန်တော်ဘာမှလုပ်မနေတော့တခါတည်းအဲ့ဒီ fat can တွေကနေအဝယ်တခါတည်းတင်ထားလိုက်တယ်အဲ့တော့ market ကဒီမှာ rubber sale information နဲ့ကျလာတယ်အဲ့တော့ rubber sale ကလည်းကျွန်တော်ရှင်းပြအောင်မယ်အဲ့နေ့ကကျွန်တော်ဘယ်လိုရောင်းလိုက်လဲဆိုတော့ market က higher လို့ဒီနေရာမှာကျွန်တော်ဘာတစ်ခုမှဒီဘက်တွေမှာเนาะကျွန်တော်ဘာတစ်ခုမှရောင်းဝယ်မလုပ်တော့အဲ့တိုင်းကျွန်တော်ထိုင်ဆောင်နေဘာမှရောင်းဝယ်မလုပ်အဲ့တော့ဒီမှာ higher low ဆိုပြီးဖြစ်လာတဲ့အချိန်မှာ market higher high ဆို impact နဲ့ထိုးတက်သွားတယ် higher low ဆိုပြီးပြန်ကျလာပြီးတော့ lower higher low ဖြစ်လာတယ်ပြီးလို့ရှိရင်တက်တဲ့အချိန်မှာကျွန်တော်တို့က information အနေနဲ့ဒါ market ကကျွန်တော်ထပ်တက်အောင်မယ်ထင်တာထပ်တက်သွားအောင်မယ်ဟို higher high ဆိုပြီးထိုးတက်သွားအောင်မယ်လို့ထင်ခဲ့တာဒါပေမဲ့ market ဘာဖြစ်လာလဲဆိုတော့ bearish candle တော့ဒီ double top pattern လို့ခေါ်တယ် double top pattern ဒီ3 type structure ကနေ2 type ပေါ့နော်2 equal height 2 type ကနေပြီးတော့မှဒီပေါ့နော်bearish candle တလုံး create လုပ်လာတယ်အဲ့ဒီ bearish candle တလုံး create လုပ်တာနဲ့နောက်ထပ် bearish candle create လုပ်တာနဲ့ကျွန်တော်တန်းလိုက်ခဲ့ bearish candle create လုပ်တော့ကျွန်တော်စောက်တယ်စောက်ပြီးတော့နောက်ထပ် bearish candle create လုပ်တဲ့အချိန်ကိုကျွန်တော်ထပ်ပြီးတော့စောက်တဲ့အချိန်မှာပဲကျွန်တော်တန်းပြီးတော့လိုက်ခဲ့တဲ့ information ဒါပဲဒါကကျွန်တော်တို့ရဲ့ 3 rubber sale information နဲ့ကျွန်တော်လိုက်ခဲ့တဲ့ပုံစံเนาะအဲ့တော့အဲ့ပုံစံနဲ့ကျွန်တော်လိုက်ပြီး stop loss ကိုဒီညမှာကျွန်တော်10 bit ပေးပြီးတော့မှကျွန်တော် trade ကိုဒီရောက်လောက်ထိကျွန်တော်တင်ထားလိုက်တယ်ဒီရောက်ကကျွန်တော်သောနာချမှတ်ထား zone ထိတင်ထားလိုက်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ zone ကနေပါတစ်ခါတည်း entry တစ်ခါတည်းထပ်တင်ထားလိုက်တယ်ဒါ entry limit တစ်ခါထပ်တင်ထားလိုက်တယ်အဲ့တော့ market က take profit လည်းထိတယ်အောက်ကျတယ်ကြာပြီးတော့ market ကအတက်ဘက်ကိုတစ်ခါတည်းထိုးတက်သွားတယ်အတက်ဘက်ကိုထိုးတက်သွားပြီးတော့မှ market ကကျွန်တော်ရဲ့ take profit ကိုထိသွားတယ်အဲ့တော့ကျွန်တော်တို့ဒီဟာဒီ correction ဖြစ်သွားနိုင်တဲ့လမ်းကြောင်းနဲ့ဖြစ်သွားပြီတော့ပါလားအဲ့တော့ကျွန်တော်သတ်မှတ်ထားတဲ့ scenario လမ်းကြောင်းလေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် market ဒီဗာလဲ higher low ဖြစ်ပြီးတော့အတက်ဘက်ကို higher high တစ်ခါတည်းထိုးတက်သွားနိုင်ကြရဲ့ဒါမှမဟုတ်တစ်ခါတည်းမတက်ဖ ೇನೆ correction ဖြစ်ပြီးတော့မှပြန်တက်သွားနိုင်ကြပြီးလို့ရှိရင် lower high ဖြစ်ပြီးတော့တန်းကျသွားနိုင်ကြဟုတ်ပြီနော် sorry lower high ဖြစ်ပြီးတော့အကျဘက်ကိုသွားလာနိုင်ကြဒီလမ်းကြောင်း၃ကြောင်းပဲအဲ့လမ်းကြောင်း၃ကြောင်းလေးကိုကျွန်တော်တို့ကဒါဆွဲထားလိုက်ပြီဆိုလို့ရှိရင်ဘာမှ emotion နဲ့ထိကြမလို့တော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဘာ emotion မှမရှိတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလမ်းကြောင်း၃ကြောင်းဆွဲထားလိုက်တဲ့ခါမှာ market ကကိုလမ်းကြောင်းတိုင်းသွားနေရလားကျွန်တော်ကြည့်လို့ရဘာလို့လဲဆိုတော့တော်တော်များများဘာလို့ကြလဲဆိုကျွန်တော်ပြပြပါဒီနေရာမှာကျွန်တော်တို့တကြောင်ရှုံသွားပြီးထားပါတော့အဲ့တော့ကျွန်တော် beginner ဘွားတော့ဆိုလို့ရှိရင်ကျွန်တော်တို့ beginner တယောက်ဆိုလို့ရှိရင်ဒီနေရာမှာ market lower လို့ဖြစ်သွားဆို lower high ကနေအသေးအံပြန်ရောင်းဖို့ပဲကြိုးစားပါအဲ့တော့အသေးအံပြန်ရောင်းမယ်ရောင်းမယ် information မတွေ့လဲရောင်းမယ်ပြည့်မလားရောင်းမယ် information တချို့ဆိုလို့ရှိရင် fake တွေပေးတယ်အဲ့ fake တွေကိုအလွယ်တကူယုံပြီးတော့ရောင်းမယ်အဲ့လိုမျိုးပေါ့နော်ရောင်းလိုက်မယ်အဲ့တော့ရှုံးတယ်ထက်ရောင်းတယ်ကုံသွားတာပြီးတော့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ထပ်လုံနေတဲ့ information ဒီအဓိက market ကြောင့်ပေါ့ခမည်းကြောင့်ဖြစ်တာဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုတော့ကျွန်တော်ရှင်းပြပါခမည်းကပြည့်မလားဒီ second plane တို့ဘာလို့ trade နေတာမျိုးတွေsecond plane trading ဆိုတာမျိုးတွေကွာသိရမလားပြောမယ်ဆိုလို့ရှိရင် second plane trading ဆိုတာ emotion နောက်ကိုအရန်လိုက်လုံးတယ်တနည်းအားဖြင့်ငွေနောက်အရန်လိုက်လုံးတယ် market နောက်ကိုလည်းအရန်လိုက်လုံးတယ်အဲ့ဒီလိုက်လုံးတဲ့ trading နောက်ပြည့်နေတာဖြစ်တဲ့အတွက်ခင်ဗျားတို့က market နောက်ကိုအရန်လိုက်လုံးနေရကြောင်းအဲ့လိုဖြစ်တာ
တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ဒီ plan တွေ rule တွေကိုခင်ဗျားတို့ကတေချာမကင်တွေတော့ပဲနဲ့ခင်ဗျားတို့ဒီနေ့တနေ့တာငါဘယ်လောက်အမျက်ရှာရမလဲဆိုတော့စိတ်ပေါ်မှာပဲခင်ဗျားတို့ကရှိနေတယ်ငါဒီနေ့အမျက်ဘယ်လောက်ရှာရမလဲဒီနေ့ငါအမျက်ဘယ်လောက်ရအောင်ရှာရမလဲဆိုတော့မရမကကင်တွေခြင်းနဲ့အဲ့ဒီစိတ်ပေါ်မှာပဲရှိနေတယ်အဓိကကကျွန်တော်ပြော trader ကောင်းတစ်ယောက်ဆိုတာကအမျက်ရတာမရတာအရေးမကြီးဘူးအဓိကကိုသတ်မှတ်ထားတဲ့ rule ကိုလိုက်နာဖို့ပဲအရေးကြီးတယ်အဲ့ဒီသတ်မှတ်ထားတဲ့ rule တွေစီကံတွေကိုခင်ဗျားတို့လိုက်နာမှခင်ဗျားတကယ် trader အမျက်ရမှာခင်ဗျားရဲ့အမျက်နဲ့အရှုံးခင်ဗျားကိုယ်တိုင်ကင်တွေတတ်မှာမဟုတ်ရင်ခင်ဗျားအဲ့ rule တွေနဲ့ခင်ဗျားစန့်ကျင်သွားပြီဆိုလို့ရှိရင်ခင်ဗျားဆက်ပြီးတော့ဒုက္ခရောက်နေဦးမှာခင်ဗျားထပ်ပြီးတော့ခင်ဗျားရှုံးနေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ပြောတာနော်အဲ့တော့အဲ့ဒီ rule တွေကိုစောင့်ထိန်တတ်ဖို့အတွက်ဒီလိုမျိုး information တွေကိုလိုအပ်တယ်အဲ့တော့ကျွန်တော်ဒီကပြော beginner တွေသုံးဖို့အတွက်ကျွန်တော်လမ်းကြောင်းတစ်ခုပေးမယ်ဘာလို့လဲဆိုတော့ဒီ template တွေကဟိုဆွဲနေနိုင်သွားဆွဲလို့မရဘူးဒါပေမဲ့ခင်ဗျားတို့ကိုတစ်ခုပဲပေးမယ်နော်ဟိုဘယ်လိုပြောလဲအခြေခံအနေနဲ့သုံးတက်အောင်အခြေခံအနေနဲ့သုံးတက်အောင်ဆိုတာခင်ဗျားတို့ဒီမှာကြည့် higher high ဖြစ်တယ်အဓိကမဟုတ်ကျွန်တော်ပြောမယ်ဘာမှမတွေးနဲ့အထွန်းလားဒေါင်းထွန်းလားစိုက်ဝေးလားအဲ့ဒါပဲတွေးအဲ့လမ်းကြောင်းလေးကိုပေါ်လာလိုက်အဲ့လမ်းကြောင်းလေးပေါ်လာပြီးတော့မှဒီမှာ higher higher လို့ higher high ပြန်တက်လာအထွန်းဟုတ်တယ်နော်အဲ့တော့အထွန်းကြမှာလားဒါမှမဟုတ်ဒေါင်းထွန်းတစ်ခါတည်း higher လို့ပြန်ဆင်းမှာလားဒါမှမဟုတ်စိုက်ဝေးဖြစ်သွားမှာလားဒါစိုက်ဝေးနော်ဒီကနေပြီးတော့ correction ဝေးသွားမှာလားဒီလိုပုံစံမျိုးအဲ့လမ်းကြောင်း၃ကြောင်းပဲခင်ဗျားတို့ဖန်တီးလိုက်အဲ့ဒါကိုနေရာတိုင်းမှာဖန်တီးတောင်ကြိုးစားနော်ဘာလို့လဲဆိုတော့မတူးနော်တနေရာနဲ့တနေရာဆိုမတူးခြေနေတစ်ခုနဲ့တစ်ခုဆိုမတူးအဲ့တော့ခင်ဗျားတို့ဖန်တီးတောင်ကိုယ့်ဘက်ကိုစူးစမ်းမယ်အဓိကကျွန်တော်ပြောတာခင်ဗျားတို့ဒီနေရာမှာကျွန်တော်ထွေထူးအနှစ်တခြားကြီးကျွန်တော်မပြောထားတာဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားတို့ဒီနေရာမှာမသိတဲ့အရာလေးရှိနေတယ်အဲ့တော့မသိတဲ့အရာလေးရှိနေတယ်ဆိုပြီးတော့ခင်ဗျားတို့အဲ့တော့သွားစမ်းကြည့်လိုက်တယ်နည်းနည်းတော့စမ်းကြည့်ပါနော်စမ်းကြည့်တယ်ဆိုပြီးတော့ကျွန်တော်ပြောတာခင်ဗျားတို့စမ်းမဲ့စမ်းကြည့်ခိုင်းတယ် real မှာသွားပြီးတော့တန်းမလုံးနဲ့ခင်ဗျားတို့အဲ့ demo လေးနဲ့အရင်သွားစမ်းနော်ကျွန်တော်ကဒီနေရာမှာခင်ဗျားတို့အရင်အနှစ်သာရကြီးပြောပြလိုက်တာမဟုတ်ဘာလို့လဲဆိုတော့ဒါကြီးကကျွန်တော် advanced class တွေမှာပဲပြောပြပေးတာ advanced class မှာပဲကျွန်တော်ပေးတာနော်အော်ခင်ဗျားတို့ပြောပြနိုင်တဲ့လောက်တော့ကျွန်တော်ဒီနေရာမှာပြောပြပေးမယ်အတက်နိုင်ဆုံးပေါ့နော်အတက်နိုင်ဆုံးကျွန်တော်ပြောပြနိုင်တဲ့လောက်တော့ပြောပြပေးပါမယ်အဲ့တော့သိချင်တယ်ဆိုလို့ရှိရင်တော့နောက်ဆက်တွဲဗီဒီယိုတွေထပ်ကြည့်ပါနောက်ဆက်တွဲမှာtrading နဲ့ပတ်သက်ပြီးဘယ်လိုမျိုးလေ့ကျင့်ခြင်းလဲဘယ်လိုမျိုး budget လုပ်ရမလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့မျှဝေပေးသွားမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲဘိုင်